ကျုပ်တို့လူမျိုးတကိုးရှိသည်လို့ကျွန်တော်ပေးထားပါတယ်အဲ့တော့ကျွန်တော်ဒီခေါင်းစည်းလေးကိုကျွန်တော်အညွှန်းလေးအရင်ပြောပြမယ်နော်ဖေဖော်ဝါရီ14ဟာဘာနေ့လဲပဲသူကနောက်တရက်ကိုနောက်ကျပြီးမှမွေးခိုင်းတယ်ဗယ်လင်တိုင်းနော်14ရက်နေ့ပျော်ဖို့အတွက်13ရက်နေ့တည်းကအရွယ်ရောက်ကျွန်တော်တူတွေတူမတွေသားတွေသမီးတွေဟာမစီစဉ်ကြဘူးလားအနှစ်ပြန်ကြဘာလဲဆောင်ပေးမယ်ဘယ်ဟိုသွားကဲမယ်ဘာလုပ်မယ်ဘာလုပ်မယ်ဆိုတော့13ရက်နေ့တနေ့လုံးဟာအဲ့ဒီ14ရက်နေ့အတွက်စီစဉ်နေရတာနဲ့13ရက်နေ့ကဘာနေမှမသိဘူးဟုတ်တယ်နော်ဟုတ်ရင်ဟုတ်တယ်ပြောမေ့သွားတယ်ဘလုံးနော်ကျွန်တော်ပေါ့အကွက်စီတာတော့ဗယ်လင်တိုင်းဒေးဆိုတာကျွန်တော်တို့လူမျိုးယဉ်ကျေးမှုမှာမရှိဘူးမရှိတဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့ပြက်ကလေးနဲ့ဆွဲထည့်လာပြီးတော့တကယ့်နိုင်ငံကောင်းဆောင်တယောက်ရဲ့အမျိုးသားကောင်းဆောင်တယောက်ရဲ့မွေးနေ့ကိုအမောင်ချပြတယ်ကလေးတွေဗယ်လင်တိုင်းပဲလေဖေဖော်ဝါရီ23ကမိုးချုံမွေးနေ့ပါဆိုမသိတော့ဟုတ်လားဒါလေးကျွန်တော်ပြောချင်တော့အခုဘိုးချုပ်ကနှစ်တရာပြည့်ပြီနော်နမောမင်းဘာမှမလုပ်နဲ့တော့ထိန်လင်းကိုငါတို့စီပေးပြီးကြတဲ့က10ကဘာစာတာဝန်ချေသွားပြီဟာကောင်းလိုက်တဲ့ကြပြားလေးစွဲကုန်နေတယ်ကျွန်တော်နော်ဘိုးချုပ်နဲ့ဒါလေးလဲစကားလက်ဆောင်လို့ပါကျွန်တော်တွေးတဲ့အတွေးပေါ့ကျွန်တော်တခါပြောတော့က thought ဆိုတာလေးနဲ့ပြောခဲ့တာနော်တွေးပါဆိုတာလေးကျွန်တော်တွေးကြည့်တာလေးဘိုးချုပ်73တနန်းနဲ့ဘိုးချုပ်နဲ့73နံပါတ်73ကြရက်ပေါ့နော်ဘိုးချုပ်က73ရက်နေ့မှာမွေးတယ်ဗျကြာဆုံးတဲ့အချိန်မှာကြည်စံ73ချက်ဘိုးချုပ်ကြည်စံ73ချက်နဲ့ကြာတာနော်40ခွန်မှာဟုတ်တယ်နော်40ခွန်မှာကြာတယ်73ထပ်ပေါင်းလိုက်ဘယ်လောက်တော့60အိမ်ဆောင်စိုးရတက်တယ်ဗျဘိုးချုပ်ကြီးနေဝင်စိုးရတက်တယ်အိမ်ဆောင်နော်61မှာမသိမသာအာနာသိမ့်ပြီး60နှစ်ကျတော့ဒေါ်လာရေးကောင်စီဖြစ်တာပေါ့ကျွန်တော်သမိုင်းပြောတာနော်ဟိုဆိုင်းပုတ်လည်းကြောက်ပါသေးတယ်ဗျနိုင်ငံရေးဘာသာရေးလုံးဝမပြောပါဆိုဒီတော့စာပေဟောပြောပွဲဆိုတော့ဖြတ်သန်းတဲ့သမိုင်းကြောင်းလေးတော့ကျွန်တော်ပြောခွင့်ပြုကြအောင်အဲ့တော့ဘယ်လောက်လဲဗျာ60နော်ကျွန်တော်ပဲ61မှာလုံးဝဒေါ်လာရေးကောင်စီတက်တယ်နော်63ထပ်ပေါင်းလိုက်84ဒီလုံးကျွတ်ဆန္ဒခံယူပွဲဗျာဦးနေဝင်ဖြစ်သွားတယ်နော်ဟုတ်ကလား84ကိုနောက်ထပ်73ထပ်ပေါင်းကြည့်လိုက်ရာတန်50တန်ရေးခင်းများကဲခင်ဗျားတို့တွေးမိလားကျွန်တော်တွေးတာဘူကျုံနဲ့နှွှဲနေတဲ့နံပါတ်73ကဏ္ဍနေရဲ့ဟိုနောက်ဆက်တွဲကြရက်တွေပေါ့ဒါလေးပါအခုကျွန်တော်တို့မန်းလေးကလည်းသွားကားမှာပဲမန်းလေးသဘင်ပညာရှင်များအစည်းအဝေးက73ရက်နေ့မှာနေ့ရောညရောကျွန်တော်တို့ကပေးရမယ်ဆိုတော့ဒီကျင်းပတဲ့နှစ်တရာပြည့်ပွဲမှာတနိုင်ငံလုံးလာတဲ့ဧည့်သည်မှန်သမျှကိုဘိုလ်ချုပ်အမတ်တရအဖြစ်ပဲပြုံးတဲ့နံပြကျွေးမှာခုနံပြဘိုလ်တွေကိုဖို့တရားလောက်ရှိတယ်ပြောတယ်လှုပ်တတ်တာဆိုတော့ဒီတစ်ချက်ကိုတော့ဖြင့်ကျွန်တော်ဘိုလ်ချုပ်ကိုစိတ်နာမိတယ်တကယ်လို့သာကြီးကျက်သားတံပေါက်နဲ့ဖာလူတာတောက်ချင်တယ်လို့ရေးခဲ့ရင်ကျွန်တော်တို့ဘယ်လောက်စိတ်ကြလဲအဲ့တော့ကျွန်တော်ပြောချင်တာကတိမွေးနေ့ကိုမသိရင်သူ့ဘဝဖြတ်သန်းမှုကိုမသိတော့ဘူးလေဟုတ်လားဘဝဖြတ်သန်းမှုမသိရင်သူ့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုဆိုတာဝေးသွားပြီတဆင့်ဝေးအဲ့လိုပဲကျွန်တော်တို့မြန်မာကျွန်တော်တို့လူမျိုးဟိုတကိုးကြီးမားခဲ့ပါရဲ့နဲ့ကိုလူမျိုးကိုတကိုးတွေမှိန်အောင်လုပ်တာတယ်
နော်ကျွန်တော်တို့လူမျိုးရဲ့တမိုင်းအစဟိုကလာသလိုလိုဒီကပဲလာသလိုလိုဟိုအနှွယ်ကဆင်းသလိုလိုဒီလိုဖြစ်နေပုံကနော်အဲ့တော့ BC 850မှာတူနေလေကျွန်တော်ခွန်းတော့နော်ဒါပေမဲ့မတူအောင်ကျွန်တော်ခွဲပြောတော့မှာအိန္ဒိယကနေဝိဒနုပတတ်လို့ပြေးခဲ့ရတဲ့တာဂီဝင်မင်းတွေဟာတကောင်းလွင်မြင်ကိုရောက်ပြီးတကောင်းဗမာစာတကောင်းဆိုတဲ့အတန်ဖလဲမှုဟောတာဘယ်ဆင်းသက်လာလဲဆိုရင်တကွန်ဟုတ်တယ်နော်တကွန်ရဲ့ပါဠိလိုကဖះဟောခဲ့တဲ့သုတ်ရှိတယ်လေတောင်ရိန်သာမှာစစ်ရှုံးလာတဲ့အခါမှာတရားမင်းကမင်းတို့အားလုံးငါရဲ့အလံကိုကြည့်လိုက်အဲ့ဒီလိုပဲတဲ့ချစ်သားရန်တို့ဟောဒီသုတ်ဟာတကွန်အလံနဲ့တူသောသုတ်ဒါကြောင့်တစ်စက်ခသုတ်နော်တစ်စက်တကွန်စအုပ်ဆိုးတဲ့မင်းကတစားရစားတကွန်နော်တကွန်နဲ့တူသောဘင်းအုပ်ချုပ်တယ်တကောင်းဟုတ်လားအဲ့ဒီမှာကျွန်တော်တို့လူမျိုးပထမဦးဆုံးအာရှမှာဗမာနဲ့ခမာဒီနှစ်ခုပဲရှိတယ်ခမာကကျွန်တော်တို့ကဟိုဘက်ပါလဲမဲကောင်မြေဝမ်းကျွန်တော်တို့တွေကအေယာဝတီမြေဝမ်းနော်ကျွန်တော်တို့ဘာလုပ်တယ်လဲအခုကျွန်တော်တငယ်ချင်းတယောက်အိန္ဒိယလာပြန်လာတယ်အိန္ဒိယမှာ3လလောက်နေပြီးပြန်လာတော့တငယ်ချင်းရဲ့တဲ့အဲ့ဒီအိန္ဒိယထဲမှာစစ်ကင်းဆိုတဲ့နာမည်နဲ့ရွာလေးတရွာရှိတယ်ဗမာတွေသူတို့မျိုးရိုးစင်ဆက်ကလေးကအဲ့ဒီမှာနေပြီးရှေးဗမာကြီးများပြောတဲ့စကားပြောရတာပေါ့ဗျာဆိုတော့တို့လူမျိုးကဟိုတော့ကတည်းကတော်တော်ခရီးသွားတဲ့လူမျိုးပါလားလို့ငါသိခွင့်ရတယ်ကွာတဲ့ကြည့်နော်ဘယ်လောက်သွားလဲလှဲသာ900ခင်ဗျစဉ်းစားကြည့်လဲ900နဲ့သွားရင်နွားဘယ်နှကောင်တက်ရမလဲ1000တနေ့ကိုဘယ်နှမိုင်လောက်ပဲသွားနိုင်မလဲဟုတ်လားကျွန်တော်ပြောမယ်နော်ဗျာမိုင်20ပေါ့ဗျာဆိုတော့အဲ့လိုသွားတဲ့အခါမှာဒီခရီးရဲ့တန်ကိုနွားတွေရေရှိပဲခံနိုင်မလဲမခံနိုင်တဲ့အခါမှာနွားလဲရတဲ့ရွာတွေရှိတယ်လဲချင်းပြန်ပြီးကုန်ကူးရတဲ့ရွာတွေရှိတယ်ဆိုတော့အဲ့ဒီရွာမှသမီးမှာနလဲနထနကူလဲကူဆိုအဲ့ဒီနာမည်လေးအကုန်ရှိပြီးသားဆိုတော့ဗျာတော့ဘယ်လောက်ထိပြောလဲဆိုရင်နောက်ဆုံးကဲမင်းတို့ဒီမှာရွာတယ်လိုက်တော့ရွာတယ်ပြီးတော့ငါသမီးနဲ့မင်းသားနဲ့မင်းသမီးနဲ့ငါသားနဲ့ဒီလိုအလဲတငါတို့ပေးစားပြီးတော့မှငါတို့အယောင်းဝယ်ကိုဒီလိုပဲတဆင့်လောက်ကြတာပေါ့ဆိုတော့ဟာဗမာကဗျဟိုတော့ကနိုင်ငံခြားထွက်ပြီးအယောင်းဝယ်လုပ်တဲ့လူမျိုးဤကျင့်မှာပြူခက်ကသုံးတဲ့ဒင်္ဂါရှိတယ်ကဲအဲ့တော့နိုင်ငံရခြားကလည်းကျွန်တော်တို့စီကိုလာခြင်းရင်ဥပမာဗျာကျွန်တော်တို့တောင်ဘက်ကကမ္ဘောဒီးယားတို့ဟုတ်လားထိုင်းတို့ဗာလဲဗီယက်နမ်တို့သွားခြင်းရင်ဗမာကိုမဖြတ်ဖက်သွားလို့မရဘူးကျွန်တော်တို့နိုင်ငံမဖြတ်ဖက်သွားလို့မရဘူးရေတော့ပေါ့ဗျာဟိုတုန်းကတော့အဲ့တော့သူကဘာလို့ကလဲကျွန်တော်တို့ဗမာလာအလေးတင်းအောင်နဲ့ချိန်မဲမင်းစီကကုန်ဘလောက်တော့နော်ဘယ်လောက်ဖြတ်ရောက်ငါတို့ကဒီလောက်ပေးမယ်ယူသွားဆိုတော့ဒီကုန်ကိုပဲဖြတ်လန်းနေပြီးတော့ထွက်တယ်ဟိုဘက်နိုင်ငံကိုသွားရောက်တယ်တို့ဒီမဟုတ်ပွဲစားလုပ်ပေးတယ်နော်ဒါကြောင့်ဟိုဘောလာတဲ့ကုန်မှန်သမျှအပေါ်မှာအကောက်တယ်အကောက်တော်အကောက်တန်းအကောက်တောင်အဲ့ဒီရွာတွေကဟိုတုန်းကဒီကုန်တွေကိုအကောက်တဲ့ရွာတွေကင်းထားတယ်ဟုတ်လားကင်းတကင်းလက်ကင်းဘက်ဟာကင်းရွာတွေကြည့်စမ်းကျွန်တော်တို့လူမျိုးဘယ်လောက်ကြီးကျယ်ခဲ့လဲနော်အဲ့ဒီမှာကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့တောက်ကရူးပေါ့ဗျာဟိုကျွန်တော်တို့ကတောက်ကရူးမျိုးကနေမှကရူးကိုဗျကရူးပြီးမှပြည်ကိုဆိုတော့
ဒီကလူကအခုကြံသေးတယ်ကျွန်တော်တို့ကောလင်းနောက်ဘက်မှာကလူကနန်းဆိုတာအဲ့ကလူဆိုတဲ့ပုဂ္ဂိုလ်များအင်မတန်ချစ်ဖို့ကောင်းတယ်ယူလေယူသားတယ်စကားပြောရင်လည်းခမကြားစီပါစီပြောတယ်ရံဖြစ်နေသလိုကိုပြောတာမေဘယ်နေ့ကလာလဲငါစောင့်နေတာမင်းလာလည်းမလာဘူးငါဟောလာတာပဲမင်းငါမဆိုကြုံနေပဲဟာသူတို့စီမှာခမပြောသမှရှိတယ်ကလူငယ်ချင်း9ယောက်တော်တဲ့ဝါသွားခုတ်တာ2ယောက်ကြားဆွဲတော်တာမသိလိုက်ဘူးကိုယ်အတန်နဲ့ကိုယ်စူးညံနေလို့နော်အဲ့လိုကျွန်တော်တို့ရဲ့ဘိုးပေးပြပင်ကြီးများစီကဘာကလိုက်မမီတဲ့ယဉ်ကျေးမှုတစ်ခုရှိတယ်အဲ့ဒါကျွန်တော်တို့အိန္ဒိယမှာ Taj Mahal နော်ရှာချန်လာသူမိဖုရားချစ်လွန်းလို့ဆိုတော့သင်္ချိုင်းကိုတစ်ခုရှိတယ်အီဂျစ်ကပီရမစ်တွေနော်စဖင့်စီပေါ့စသည်အပြင်ဒါတုတ်တန်ရဲ့အထိတ်အမှတ်တွေဒါတစ်ခုပဲတစ်ခုစီပဲနော်သူတို့စီမှာကျွန်တော်တို့ကလူကလေသင်္ချိုင်း5မျိုးရှိတယ်သင်္ချိုင်းယဉ်ကျေးမှုတစ်ခုလဲနဲ့တင်ကိုကျွန်တော်တို့ကကဘာကိုနိုင်တယ်ကဲလောက်ကောင်းတယ်ပထမဆုံးကယဟန်တော်များပြန်လွန်တော်မူရင်ဖျားသားတွေဖြစ်တဲ့အတွက်ဖေးနားမှာနေကြပါစေဖျားပေးမှာလွမ်းစီတီလေးတွေရှိတယ်နော်ဒါအဲ့ဒီကျွန်တော်တို့ယဟန်တော်များပြီးမှသူတို့ရဲ့ခြေရင်းမှာယဟန်ရဲ့ခမဲတော်မဲတော်အဲ့ဒီယဟန်ခမဲတော်မဲတော်ပြီးတဲ့အခါကျမှသာမန်ရွာသူရွာသားလက်လုံလက်စားတွေနဲ့တဲ့တယ်ဒီဘက်ကအပြိုလူပြိုပြီးတော့ခလေးစငယ်ကြည်စမ်းဆိုတော့သင်္ချိုင်းနေရကောင်းလို့ကျင်တော့ကိုသားသမီးတွေဘုန်းကြီးဖြစ်အောင်ကြီးတွေ့ကြတော့တာဟုတ်လားအဲ့ဒါကျွန်တော်တို့လူမျိုးရဲ့သင်္ချိုင်းယဉ်ကျေးမှုတွေဘလောက်လှတဲ့ယဉ်ကျေးမှုတော့ကဲအဲ့ဒီကနေမှကျွန်တော်တို့ပြူဖြစ်တယ်အခုကျွန်တော်တို့ကမ္ဘာယဉ်ကျေးမှုဟုတ်တယ်နော်အမွေနှစ်သတ်မှတ်ပေးလိုက်ပြီဘုံတိုင်းနဲ့ခင်ဗျလက်ဖေးဆိုင်အေးကွာကောင်းသားပဲငါတော့မင်းတို့သတ်မှတ်ဆိုလဲငါသတ်မှတ်ပေးရမှာပေါ့ဆိုလို့ပေါ်လေးဖြစ်တာမဟုတ်ဘူးခိုင်လုံတဲ့အထောက်ထားရှိတယ်မြင်မာတဲ့ယဉ်ကျေးမှုအမွေနှစ်လက်ကျန်နေအများကြီးရှိတယ်ဒါကြောင့်ခင်ဗျကဘာနဲ့ချီပြီးတာအမွေနှစ်မှန်တယ်ဆိုပြီးတော့သတ်မှတ်ပေးရတာရေနဲ့တွေ့လာဦးနော်ဗမာကကျွန်တော်တို့အမျိုးကမညံ့ဘူးနော်ကျွန်တော်တို့ဘိုးဘီဘီမြမညံ့ဘူးကျွန်တော်ပြောချင်နေတာအဲ့ဒါအဲ့ဒီလောက်ခိုင်မာတဲ့ယဉ်ကျေးမှုကြီးတွေထူထောင်လာပြီးခင်ဗျဘလောက်မတော်တယ်နော်ဟန်လင်းဂူရွှေဘုံနာမြို့တော်တဲ့တယ်ပထမဆုံးပြိုကတော့ကျွန်တော်တို့ဟာပေါ့တကောင်းပေါ့အညာပြူအလဲပြူကသီရိခိတ္တရာပကံအကျေပြူအောက်ပြူကမြောင်းမြကဲဒီ research ကကျွန်တော်တို့ဗမာ research ကတွေ့တာမဟုတ်ဘူးတရုတ်က research လုပ်ပေးရတာကဲဘလို့တော်လဲလူမျိုးတစ်မျိုးလေ့လာပြီဆိုရင်အဲ့ဒီလူမျိုးရဲ့အရင်အမြင့်ကနေစပြီးဖြစ်လာတဲ့တိုးတက်မှုတွေလှုပ်ရှားမှုတွေစိတ်ဓာတ်တွေယဉ်ကျေးမှုတွေအမှုပညာတွေကိုအဲ့ဒါလို့တခါနဲ့စစ်ဆက်လေ့လာတာအဲ့တော့ကျွန်တော်တို့ဘာတွေ့လဲဆိုတော့ခင်ဗျားတို့ကြားဘူးလေနော်စီကြီးကိုတီးလိုက်တာနဲ့ရံပဲချောင်းဝရည်တွေကျလာပြီးတော့ပန်ထွားဟုတ်တယ်နော်ဒဲမော့ဗျာရေကတာအတက်ပေါ့အဲ့ဒီတက်ကကျွန်တော်တို့ရာဇဝင်မို့လို့သာပန်ထွားကိုပိစနုံးကိုကျွန်တော်တို့အဲ့လိုပြောရတာဟုတ်တကောင်းလည်းရှိတယ်ဒီကျွန်တော်တို့ဟန်လင်းရှိတယ်ကောင်းမှမရှိဘူးခွန်မိုင်ပတ်လဲသွားလို့ရတယ်မြို့ကျွန်တော်တို့ဗမာပြည်မှာ၄မြို့ပဲရှိတယ်တကဘာလုံးမရှိဘူးကဲဘလောက်ကိုယူကောင်းတာလဲခမ်းမြို့၉မြို့နဲ့နေတယ်ဟောတာဟန်လင်းဆိုရင်ဟန်လင်းကိုခံထားတဲ့ကင်းမြို့၉မြို့ရန်ထားတယ်တကောင်းအဲ့လိုရန်တယ်အခုတော့ကျွန်တော်တို့ရေပေါ့ဗျာတဘာဝပတ်ဝန်းကျင်တွေအကုန်ပြက်စီးကုန်တော့မြို့ရိုးတွေဟိုမှာတွေအကုန်ပြက်ကုန်
နောက်ပြီးတော့ပြရွေကျော်တွေကလည်းခဏခဏဟုတ်ဆိုကြည်စံ military စစ်ရေးခင်ဗျမညံ့ဘူးမညံ့လို့ဒီခံမျိုးကိုမျိုးသူတို့ထားလို့ရတာပေါ့ဟုတ်လားပကံမှာကျွန်တော်တို့နန်းဆန်နေပြီးရင်နေဆက်ရန်သူဝန်ထမ်းနဲ့တပြိုင်နက်နိုင်ဝက်တွင်သိတယ်မောင်းတကြားဆိုတဲ့ရွာတွေရှိတယ်ဒီရွာဒူးဆိုရင်ကြားတဲ့တရွာဒူးရွာချင်းဆက်သွားတာကဲညံ့သလားဗျာကျွန်တော်တို့လူမျိုးကအဲ့တလောက်ထက်မြက်ခဲ့တာပါနော်တဘာဝပတ်ဝန်းကျင်ဟာကုမှဂေယစနစ်တွေကဘာဖြစ်လို့ဟုတ်လားအိုဆုံးလွာကတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းကြဖို့ဟာအပေါက်ပြောနေရကဘာကြီးပူနွေးလာတာတွေရောကျွန်တော်တို့ဖိုးဖွားတွေခင်ဗျာတစ်ပင်ကြီးရှိရင်မြင်းရုပ်ချိတ်လိုက်တာဗျဟုတ်သလားနတ်စင်လုပ်ပေးလိုက်တာလုံနဲ့နတ်ကြီးတယ်နတ်သမိုင်းဒါမောင်တော်နမတော်ပြောလို့ပြောမဗျာသူတို့ပြောချင်တာဒါနာကြီးတွေနဲ့တဘာဝပေါင်းခြင်းကိုသူတို့နည်းသူတို့ဟန်နဲ့သူတို့အသိလေးနဲ့ကာကိုကြတာတောင်ရှိရင်ဘုရားတဲ့တယ်တောင်ရှိရင်ဘုရားသမိုင်းရှိပြီတောင်မဖြိုကြနဲ့မလောက်ပါဘူးဒါဘုရားဘယ်တော့ကကြွလာတာဘာညာကြည်စမ်းဘလို့တော်လဲသူတို့နော်အခုတော့တွင်းပြစ်သွားတဲ့တောင်တွေနဲ့ပြောင်သွားတဲ့တောတွေပဲရှိပါတော့တယ်သဘောဝပတ်ဝန်းကျင်ကျွန်တော်တို့ကဖြတ်တာကျွန်တော်တို့ဘိုးဘွားတွေမဖြတ်ခဲ့ကြဘူးဟုတ်လား engineering ခင်ဗျာ construction တွေကျွန်တော်ပြောပြမယ်ပကံဆောက်လို့ဘလောက်ကောင်းတာတော့ဘုရားတွေအလင်းရောင်ဝင်အောင်စင်ကဲရိုက်သွင်းထားတယ်အာနန္ဒာဟုတ်တယ်နော်ကဘာကလာလေးလာရတယ်လက်ဖြားခါရတယ်အနည်းစားဆုံးကျွန်တော်တို့ကမန်းလေးသူမန်းလေးသားတွေဆိုကျွန်တော်ပြောပြမယ်ကောင်းမှုတော်ကြီးဒီပြင်ဘုရားတွေနဲ့တူလားသူ construction ခုံကြီးဟုတ်လားလုံခုံကြီးဘာလို့အဲ့လိုတဲ့တာတော့အိမ်မက်အရာလားတရားခိုင်းတော့လားအောက်မှာပြည့်ရွေကျော်ရှိတယ်ငရင်ကျော်ပေါ်ဒီလိုပုံစံနဲ့ကုတ်တယ်မှမပြိုတော့မပေါ်ဟုတ်ကလားဗျာခဲဘလို့လေးစားဖို့ကောင်းတယ်သူတို့လောက်ထားခဲ့တာစကိုင်းပြည့်ရွေကျော်ရှိတယ်လေငရင်မန္တလေးကရှမ်းယုံးပါလေကျွန်တော်တို့သိပ်ပြောစရာကောင်းတာပကတ်တဲ့နေရတဲ့အတိုင်းပဲနောက်ကလည်းငရင်နဲ့အရှိကလည်းငရင်နဲ့ဟုတ်လားကြည်စံသူတို့တွေသူတို့စက်ခဲ့တဲ့အင်္ဂလိပ်သူတို့လောက်ခဲ့တဲ့အုတ်တွေဒီအချိန်ထိကျွန်တော်တို့အနိုင်ငံကနိုင်ငံတကာကလာပြီးအတူယူနေကြတော့အဲ့လိုတော်ခဲ့ကြတာသူတို့ဟုတ်ကလားတကောဆိုတာအုံဘွက်အချောင်းရောက်ဆိုရောက်ပျောက်ဆိုပျောက်ဆိုတာကိုပြောတာမဟုတ်ပါဘူးတကောဆိုတာအရှိန်ဩဇာကိုပြောတာပါဒါကြောင့်ကျွန်တော်တို့ဘိုးဘေးဘီပင်များသည်လွန်စွာမှပင်ထက်မြက်သောပုဂ္ဂိုလ်များမြမာဤအစကမြမာကြီးများဖြစ်ကြတယ်တိုးတက်မှုပေါင်းများစွာနဲ့သူတို့တွေစင်ကဲလူပဝန်းကျင်ကြီးကိုဖွံ့ဖြိုးအောင်ကြိုးစားခဲ့ကြရင်းနဲ့ပဲကျွန်တော်တို့ခေတ်ကြမှာညာတော့မှာလားကျွန်တော်တို့လူမျိုးရဲ့တကူရှိန်စော်တွေကိုကျွန်တော်တို့ပြန်ပြီးမထုတ်ဖို့မထိမ့်သိမ့်မဆောက်ရှောက်ကြတော့ဘူးလားကျွန်တော်တို့လူညံ့နေမဟုတ်ပါဘူးနော်ဒါလေးကိုကျွန်တော်ကပြောတာပါအဲ့တော့ဟိုတုန်းကဒါပေါ့နော်ကျွန်တော်ဘာသာရေးပြောတာမဟုတ်ပါဘူးထေရဝါဒသာသနာတော်ပကံမှာရှင်ရန်စတယ်နော်ပကံရင်နဲ့ကျွန်တော်တို့စီမှာရောက်ပြီးသားဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့စီကဘာရှိလဲနောက်ဝါဒဒါလွှမ်းမိုးနေနော်ပါလေVishnu Shivas ဟုတ်လားသူ့ရဲ့လက်ယုံကဘလူးနဲ့နဂါဆိုအဲ့မှာနဂါကုတ်ွယ်တဲ့ပုံကိုယ်တွေအများကြီးရှိတယ်အခုလည်းဒီနဂါနဲ့ပတ်သက်တဲ့ရွာတွေအများကြီးရှိပါသေးတယ်ကြံပါသေးတယ်ယူလာတာကကျွန်တော်တို့ရဲ့အချစ်တော်ရဲဘော်ပေါက်ကြိုင်းဘယ်ယူလာလဲဆိုတော့တက်ကတိလာအိန္ဒိယသည်ဘုရားပွင့်ပြီအဲ့ဒီကယူလာတဲ့ပညာရက်ထေရဝါဒသာသနာတော်ကိုဝုန်းကနေဒီမှာငကားကိုးကွယ်သူများရှေ့မှာဖြန့်ချလို့မရအောင်အဲ့ဒီမှာသူသည်
ဒီသာသနာလေးပြန့်ပွားဖို့အတွက်အဲ့ဒီမှာရှိတဲ့တူရီသောမိဖုရားနဲ့ပေါင်းပြီးကြံစီရတယ်တဖြည်းဖြည်းသူကြိုးစားတယ်ဟိုတော့ငကားပြည်သူဝင်ရရက်သေးတဲ့ပရိမတယ်လို့ပြောတယ်ဟိုဘက်မှာကျတော့ငကတွင်းတို့နော်ငကကြစ်တို့ဘာတို့ညာတို့စသည်အပြင်ပေါ်ခဲ့တယ်ဗောဗျာတော့မပြုတ်နိုင်တဲ့ဒါနာကြီးတစ်ခုကိုဖန်တီးပြီးတော့ကြိုးစားခဲ့တဲ့လုံလဝရိယပေါ့လေကျွန်တော်ပဲဟိုဘာကောင်းမလဲပေါက်ကျိုင်းမှာဟုတ်တယ်နော်ပေါက်ကျိုင်းတာဝန်အရေးဆုံးပါမိဘများစကားရတော်ပါများခရီးရောက်မိမနေသက်ရှိပညာဝရိယတမာတိဒီသုံးခုနဲ့သူ့ရာဇဝင်လေးကိုသူလှအောင်ကြိုးစားသွားခဲ့တယ်ပေါက်ကျိုင်းပေါ့လေအဲ့တော့ဘိုးဘေးပြည်ပင်များလက်ထက်ကလေးကကျွန်တော်တို့တွေထူထောင်ခဲ့ကြသောကျွန်တော်ခုနပြောခဲ့တာလေးတွေနော်ကျွန်တော်ပြောချင်ဆုံးများနေတော့အဲ့လိုကောင်းတာလေးတွေပဲကျွန်တော်ထုတ်ပြီးကိုမြနိုးတာလေးပေါ့လေလက်ဆောင်ပေးတဲ့အချင်းရှိပါတယ်တကိုးရှိတဲ့လူမျိုးကဆင်းသက်လာတဲ့ကျွန်တော်တို့တွေတွေးခေါ်မျှော်မြင်မှုတွေဆင်ခြင်သုံးသပ်မှုတွေနဲ့ကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေကျွန်တော်တို့နားထောင်ခဲ့ရတဲ့ဟောပြောပွဲတွေကအတွေးအသိတွေပေါင်းပြီးကျွန်တော်တို့မကြံစသင့်ဘူးလားဟုတ်လားအတွေးသစ်ကလေးတွေအမြင်သစ်ကလေးတွေရအောင်မကြိုးစားသင့်ဘူးလားခုနကျွန်တော်ပြောသလိုပေါ့ဘိုးကျောင်းဆန်းတဲ့73ကနန်းကရဲ့အရှိန်ဆိုလေဒါကျွန်တော်တွေးကြည့်တာပဲဟိုလုံးလုံးစမြင်အောင်ကျွန်တော်ပြောပြမယ်လက်ဝဲသုံးသရနော်လက်ဝဲသုံးသရရဲ့ masterpiece ကပါလဲသူကြော်ကြားခဲ့တာမဲစာတောင်ကြီးဟုတ်တယ်နော်အားလုံးကဒါပဲဟိုလက်ဝဲသုံးသရဇက်ကလည်းခင်ဗျားတို့လည်းကြည့်ဘူးတာပဲဟုတ်လားလူပြိုတော်သားတယောက်မိဖုရားလောင်းတယောက်နဲ့ဖောက်ပြန်လို့နောက်ကနေလိုက်တော့သူအကြီးတော်ကျုပ်အိမ်ထဲဝင်ပါတယ်အကြီးတော်ကျုပ်ဆိုတာလက်ဝဲသုံးသရအဲ့ဒီခေတ်ကအကြီးတော်ကျုပ်ဆိုတာ writer လောက်အဆင့်ရှိတယ်လွယ်အကြီးတော်ကျုပ်ဖြစ်တာမဟုတ်ပါမောက္ခကျုပ်တယောက်လောက်အဆင့်ရှိရတယ်သူ့မှာနှလုံးရည်ရလည်းကောင်းရတယ်လက်ရုံးရည်ရလည်းကောင်းရတယ်သူလက်ဝဲသုံးသရဘွဲ့ရတာဦးမြတ်ဆန်ကတိုက်ပွဲကြောင်ရတာနောင်တော်ကြီးမင်းနဲ့အတူတူတိုက်တာအဲ့ဒီတည်းကသူကအမာတော်မင်းပေါ့အမာတော်ကြီးဆိုတာတန်တော်ကဘယ်လောက်လိုပါတယ်မေနဘယ်လောက်လိုပါတယ်ကြည်ကဘယ်လောက်ပါရန်ကဘယ်လောက်ပါကြာဆုံးကဘယ်လောက်ပါအဖျားအနာဘယ်လောက်တယ်ဒီလိုပေါ့နော်အဲ့မှာနောင်တော်ကြီးမင်းသူဘယင်ဖြစ်တော့ဦးမြတ်ဆန်ကတတ်ထဲမှာကြံခဲ့တယ်အဲ့မှာသူကဘာပြောဆိုမြတ်ဆန်မင်းလည်းအရွယ်လည်းကြီးပြီငါလည်းဘယင်ဖြစ်ပြီအဲ့တော့မင်းတပ်ဖက်ကနေပြီးအမတ်ဖက်ကိုနည်းနည်းပြောင်းပြီးစားကြည့်ပါအောင်ကွာလောဝဲသုံးသရပြောတာပါနော်အဲ့မှာသူကအကြီးတော်ချုပ်ဖြစ်တယ် writer သူတာဝန်ရှိတယ်ဆိုတော့နောက်ဆုံးသူဘာဖြစ်လဲမဲစာပို့ခံရတယ်မဲစာပို့ခံပြီးပြန်ခေါ်တယ်ဘာရရုနဲ့ခေါ်တယ်လဲမဲစာတောင်ကြီးနော်သူမဲစာကိုရောက်တယ်ဒီရရုလေးရေးပြီးတော့ဆက်တယ်တဲ့ဆက်လိုက်တော့ဘင်းကလည်းတနာတယ်ပေါ့နော်တကယ်တော့ဒီခေတ်အချိန်นี้ကျွန်တော်နည်းနည်းပြန်တွက်ရရုတစ်ပုတ်ကဘင်းလက်တဲ့ကိုရော့ဗျာလက်ဝဲသုံးသရခမရပေးလိုက်တာဆိုလို့ရောက်နိုင်မလားဟုတ်လားတိုင်းရေးပြည်အချိန်นี้ကလည်းသာယာနေဦးမှာရှင်ဘင်းကလည်းစိတ်ကြည်နူးနေဦးမှာနှုံးမဆိုလို့တော့မလားဗျာနောက်ကမြေသူသားကလည်းပုံကန်နေပါတယ်ဗျာခင်ဦးသားကလည်းပုံကန်နေပါတယ်ဗျာအနေနဲ့ရရကလည်းမငြင်းမသက်များဖြစ်နေပါတယ်ဗျာဆိုတဲ့အချိန်သွားပြီးမဲစာတောင်ကြီးဆိုလို့တော့ထနေရင်ရိုက်လိုက်မှာပေါ့ဟုတ်လားအဲ့မှာသားတော်သမီးတော်လေးတွေကလည်းကစားသူသတိရမယ်ဘင်းသူကထစ်ကနေတော့တော်တော်ရဲဆက်ဆက်လောက်တာဗျာပြီးရင်သူတို့ပြန်သနာကုန်ကြရအဲ့အကျင့်အဲ့မှာဟာငါကလေးတွေမြင်မှသတိရတယ်မြတ်ဆန်သားသမီးတွေဘာလုပ်နေတော့အဲ့မှာဘေးကနဂန်တော်တို့ဘာတို့မလာပါဗျာကလေးတွေလည်းအဖေမရှိတော့
ရောင်တောင်တောင်ပေါ့ဗျာနေစမ်းမဟုတ်အမတ်ကတော့မိခင်ရွက်တယောက်ကဟောမလားပါမိခင်ရွက်ကလည်းလင်သားမရှိတော့မျက်နှာငယ်တာပေါ့ဗျာအဲ့ဒါသူကပို့ပေးရတာအဲ့ဒီလိုအချိန်သွားပြီးတော့မလားပါမိခင်ရွက်ကတော့ဘီယာဆိုင်နဲ့မာဆက်နဲ့ကာရာအိုကေနဲ့တော်တော်ကိုအဆင်ပြေပါလားဆိုဘယ်နဲ့လို့သူပြန်ခေါ်မလို့ဆိုအဲ့မှာမလားပါဗျာတဲ့ကိုတော်ကြီးအတွက်ဒီရတူလေးတောင်မှဆက်သပါတယ်ဖေဟာဒီလိုနဲ့ဖတ်ရတာဟုတ်ဗျဒါပေမဲ့လက်ဝဲသုံးတရကိုအဲ့ဒီရတူကြောင့်ပြန်ခေါ်တဲ့ခေါ်တိုက်မခေါ်တဲ့မခေါ်တိုက်ခင်ဗျားတို့တွေးကြည့်မဲသာတောင်ကြီးကျွန်တော်ပြောပြမယ်နော်စိတ်တွေဒီမြည့်ရဝန်းလီမြိုင်တော်စီကရွှေပြည်ကိုသာတရှာတော့မီမိုးရှိရှိလင်သီရိကျက်စီတက်ဖြိုးဝေသာအောင်မြေကြော့ကြော့ကုန်းမောမောနဲ့ဘိုးတော်ကောင်းမှုတီထားပြုသည်ဇဗုစီမီ6ယောက်ကြီးမြကိုကြီးသခင်ရွှေလင်းမင်းနဲ့ရွှေချင်းသေးမွေစ၍ရည်တော်ရွှေစေတီကြီးအသီးသီးတိပိတ်စည်းကျဲတန်လဲအောင်တမ်းမြရွှေနန်းရွှေဘုံအလုံးစုံကိုအာယုံမျက်မြင်ဖူးမြော်ခြင်းလဲဒီတွင်ရွှေမြုပ်ဒီသို့ရွှေပြည်ဒီစီရွှေနန်းဖြောင်းတန်းတော်မီစိတ်ကရည်သည်ရွှေပြည်ဌာနဝေသောကြောင့်ခေါ်မလားကျွန်တော်မခေါ်ဘူးသူဖျားတယ်မလားပါဗျာတဲ့ကျွန်တော်မျိုးကြီးမဲသာနေပြီးတော့မှန်းလိုက်တဲ့အခါကျတော့ဒီနေရာတော့ငါမျိုးပဲဒါငါဖျားငါတို့ဖျားတယ်ဒီနေရာနန်းတော်ကြီးဟဲ့အဲ့လိုသတိရပါတယ်ဗျာခဲဒါလောက်နဲ့မခေါ်သေးဘူးလေသဲသာဆောင်မြေကမ်းခြေလဲအခြေတခွင်တို့အောက်ပြင်ဝဲရေရှင်ပဝန်းပျော်ဝဲထွန်းရတကြောလောက်ပြီးဝေးမိတင်ခဲ့စီးသွင်ညိုရဲ့မဲသာမြေလဲထစ်တွန်းပြီးခြုံတီးနေတော်ကြီးစိတ်ညာစီးကြံကြံဝဲဒူမပေါ်မမျောပါရနေဦးတလဲဘယ်ရရှိနေဝဲတောင်မျိုးကျွန်တော်မျိုးတော်ကြီးတောင်ကြီးတဲ့ဗျာတဲ့နေ့နေ့ကလည်းမိုးရွာနေတယ်လို့ပဲဗျာကျွန်တော်မျိုးတို့မှာနေကြီးလေးပြန်မှာနိုးရပါတယ်ဗျာခေါ်မလားမင်းမင်းချမ်းရဲ့အဲ့ဒီကရှိတဲ့ကချင်လေးမီးပြက်ကလေးတစ်ပိုင်းလောက်ချလိုက်ကွာဟုတ်လားမီးလုံးကွာလေးပြေလာတော့လက်အေးပါတယ်ဗျာဟာကျွန်တော်မခေါ်ဘူးဗျမခေါ်တော့ကျွန်တော်ဘာလုပ်တော့ဆိုဖတ်တယ်ဆက်ရှာဖတ်တယ်အဲ့ဒီမှာနောက်ကရတုလေးတစ်ပုတ်ဝေရှွန်းစန္ဒာဖွင့်ညွန်းပြန်ရှာနွေကျွန်းတန်ကားဆိုတဲ့ရတုလေးသူ့ခမရနောက်မှာခေါင်းပြီးခြုံနေရရှာတာမဲသားတောင်ကြီးကထိတ်ကနေပြီးတော့ဟုတ်လားလက်မတစ်ထောင်ထောင်နဲ့ဖြစ်နေငါးကြောင်ခေါ်တာစာနာကြည့်ကျွန်တော်ရွတ်ပြမယ်နွေကျွန်းတန်ကားခုချိန်ခါကိုကျောင်းသာရန်ခင်ဇေဒီတွင်၌တရင်အလူရွှေပြည်သူတို့စုယူစီဝေးဖြူဖြူဖွေးလေမလို့ပါဗျာတဲ့ရာသီသားနေပြီဗျာတိတ်တန်ရတဲ့ဒီရာသီကြီးမှာကျွန်တော်မျိုးကြီးမန်းစမြင်ရောက်တာကတော့ကျောင်းသာရန်ခင်ကျောင်းနီကန်နီဇေဒီတွေရမှာတဲ့တရင်အလူရွှေပြည်သူတို့စုယူစီဝေးဖြူဖြူဖွေးလေဖွေးကိုလုံနေပါဗျာတဲ့နော်မြင်နေဗျာတဲ့ရွှေပြည်သူတွေရွှေပြည်သားတွေလူကြတန်းကြမှာပြောစံနေစီစံနေနဲ့မဲဆက်ခိုက်တွင်ပုံရိပ်မြင်လို့ image ပုံရိပ်ခင်ဗျလက်ဝဲသုံးတော်စသုံးတာဘသူမှခုမှကြီးကြဘာ modern ပုံရိပ်ပဲပုံရိပ်နဲ့လောက်နေဗျမဲဆက်ခိုက်တွင်ပုံရိပ်မြင်လို့မရွှင်ယူတလွမ်းမှာလှရှင့်ခဏလေးမေးလိုက်တာဗျာတဲ့ကျွန်တော်မျိုးအာယုံထဲမှာဘန်းနဲ့မြင်လာတယ်ဘသူ့ကိုမြင်တာလဲညွန်ပြကျိုးဆက်ဆေချိုသက်ကကျင်ဘက်အတူတောင်းစုယူတယ်သစ္စာထားခဲ့ကြတာတဲ့ဆူတောင်းခဲ့ကြတာငှက်ပြစ်လေတကိုင်းနဲ့ဆင်းဖြစ်တော့လဲတကျွန်းတဲ့ကြီးနီးဖြစ်တော့လဲတရောင်နဲ့ရေနံဖြစ်တော့လဲတမြေတဲ့ကျွန်းဖြစ်တော့လဲတရောအုပ်တဲ့နေပြသေးဆူယူစီဝေဖြူမိစကတွင်ပုံရင်းမြင်လို့မရွှင်ယူတလွမ်းမှာလိုက်ညွန်ပြကျိုးဆက်ဆေကျော်တက်ကကျင်ဘက်တူတောင်းစုယူသည်အိမ်သူချောသွယ်ဟောသူမိမ3ယောက်မဲကလေးတွေအိမ်သူချောသွယ်3ယောက်မဲနဲ့ပင်လေချရခရီးကွာတို့မှားလည်းမကြသွားလည်းမသိဖြစ်သဖြင့်လျင်မှားလို့လည်းမကြောက်ဗျာတဲ့သွားလို့လည်းမရဘူးဖြစ်သဖြင့်လျင်ပူကွင့်ရှိလေသည်ခမရားတဲ့ကျွန်တော်ဝေးကြီးနေနေတာကျွန်တော်အလုံးဝေဒနာတွေကိုခမရားဝေးကြီးနေလို့မရဘူးတဲ့ကျွန်တော်ကြေခွဲမှုတွေကိုခမရားချုပ်ကင်လို့မရဘူးကျွန်တော်ယင်ထဲကမိသားစုစိတ်ဓာတ်ဖေးစိတ်ကိုခမရားချုံးနိုင်လို့မရပါဘူးတဲ့ပူခွင့်ရှိလေသည်ရင်သွေးရွှေတောင်
သားမောင်နှမစင်းသိမ်ကတော့နော်စင်းသိမ်ကဆိုတာရွှေရုပ်စင်းသိမ်ကတော့မွေးဖရင်ခွင်နှစ်ဖူးတင်၍ကြည်လားအဝေးကြီးသွားနေတဲ့ဖေးများနှစ်လသုံးလကြာလို့အိမ်ပြန်ရောက်ရင်ကလေးတွေကလေတို့ဖေးကြီးပြန်လာပြီဆိုပြီးတော့မှရင်ခွင်မှာဒီနှစ်ဖူးလေးတင်ပြီးတော့လေဘင်းကိုဟီးလေးခိုစီးပြီးတော့ခေါင်းနဲ့တိုက်ကြတာနော်ဖေးတိုင်းခံစားမှုပါတယ်မွေးဖရင်ခွင်နှစ်ဖူးတင်၍ရဲရွှင်ပိုက်ပြားပျော်သည်များနဲ့နှစ်ပါးမျက်ချီသားနှင်းရည်သည်ရွှေလီဆွဲချင်ရှာရောက်မယ်ကျုပ်ကလေးတွေဗျာတဲ့ကျုပ်လည်းပဲဆွဲချင်ရှာရောက်မယ်ဗျာကျွန်တော်ကလည်းရင်ဘတ်ကိုခေါင်းနဲ့အတိုက်ခံနေလိုက်တာအဲ့ဒါမှ heart to heart bus to bus ခင်ဗျာဖေးဆိုတဲ့ရင်ဘတ်ချင်းရိုက်ပြီးမှပြန်ခေါ်တော့ဒီလိုဖြစ်တာမဟုတ်လားကဲကျွန်တော်တို့လူမျိုးတကိုးတယ်မဟုတ်ဘူးကြပြားတွေပါကျုပ်ကရွတ်လိုက်ရတာနည်းဘူးအဲ့တော့ကိုလူမျိုးရဲ့လာယာကိုသိရင်ကိုလူမျိုးရဲ့လာယာကိုဖြောင့်တန်းအောင်မြင့်မားအောင်ကြိုးစားနိုင်ကြပါစေကျွန်တော်တို့လူမျိုးရဲ့တကိုးအရှိန်စုံများကိုစတဲ့ပို့ပြီးတောက်ပအောင်ကြိုးပမ်းနိုင်ကြပါစေလို့အကြံပြုအသိပေးရင်ကျွန်တော်ဟောပြောမှုလေးကိုရနာခွင့်ပြုပါခင်ဗျာ